တိတ်မကြခင်မှာဒီဒုနီယာမှာနေပေမဲ့ဒီဒုနီယာကကိုယ့်အတွက်ဂျန်နတ်ဖြစ်သွားတယ်လို့ကိုခံစားသွားရင်လာရင်ထိုင်နေရင်ထားနေရင်လည်းဘာလို့ဖတ်နေလာအီလာဟာအလ္လာလာဟ်ဖတ်နေဟိုအကြောင်းဒီအကြောင်းနေပြောပြီးတော့အချိန်ကျွန်တော်တို့မဖြုံးတင်ဘူးကျွန်တော်တို့အားနေတယ်ဆိုရင်အလ္လာဘတ်တလဘပြောမယ်ဟိုလူအကြောင်းပြောမယ်ဒီလူအကြောင်းပြောမယ်ဟောတော်လာမယ်အဆူတော်တွေအကြောင်းပြောမယ်ဘလုံးသမားတွေအကြောင်းပြောမယ်နောက်ဘာတွေလည်းမသိထိုင်ပြီးတော့ပြောနေကြတယ်ဘလောက်ကျွန်တော်တို့ရဲ့အချိန်တွေဘတ်ဖြစ်သွားတယ်ဇင်ဒဂီရဲ့တစ်စက္ကန့်10မိနစ်ဒီလောက်အကျိုးရှိတယ်ဆိုတော့ဒီလောက်တန်ဖိုးရှိတယ်ကျွန်တော်တို့ဘာဖတ်နေရမလဲလာအီလာဟာအလ္လာလာအချိန်ယူပြီးတော့နမတ်ပြီးရင်လည်းဖတ်အခေါက်100လောက်ဖတ်ဟာလားအခေါက်30လောက်ဖတ်နောက်တတိယကလီမာဖတ်ဒရူရှရီဖတ်တွိုင်းလာရင်လည်းဘာကိုဖတ်နေလာအီလာဟာအလ္လာလာလာအီလာဟာအလ္လာလာအဲ့လိုမျိုးကျွန်တော်တို့အကျင့်တစ်ခုလုပ်လိုက်တယ်ဆိုရင်အဲ့လိုမျိုးကျွန်တော်တို့အကျင့်တစ်ခုလုပ်လိုက်တိတ်မကြခင်မှာဒီဒုနီယာမှာနေပေမဲ့ဒီဒုနီယာကကိုယ့်အတွက်ဂျန်နတ်ဖြစ်သွားတယ်လို့ကိုခံစားဒုနီယာမှာနေတယ်ဒါပေမဲ့စိတ်ကဘလို့တည်ငြိမ်အေးချမ်းနေတယ်ဆိုရင်ဒုနီယာကပဲဘာဖြစ်သွားပြီလို့ကိုထင်ဂျန်နတ်ဖြစ်သွားပြီအလ္လာဟ်ဝါလာတွေကိုအလ္လာဟ်တာလာဒီဒုနီယာမှာကလေးကချီးမြှင့်တော်မူတဲ့အရာတွေကိုယ့်ရဲ့နှလုံးသားမှာအလ္လာဟ်တာလာတတ်ဆင်းကြတော်မူမယ်အလ္လာဟ်တာလာကျွန်တော်တို့ရဲ့နှလုံးသားတွေကိုဒီအရာ၃ခုနဲ့တစ်ခုကမောတ်ကိုများပြားစွာတရိယာချင်းနောက်တစ်ခုကကျမ်းတော်မြတ်ကုရ်အာန်ကိုတီလာဝတ်လုပ်ခြင်းနောက်တစ်ခုကအလ္လာဟ်ရှင်မြတ်ကိုတရိယာတခြင်းဒီအရာတွေနဲ့ပြန်ပြီးတော့ကြီးချွတ်နိုင်တဲ့နှလုံးသားတွေကိုတန့်စင်အောင်လုပ်နိုင်တဲ့ကိုဂျန်နတ်နဲ့ထိုက်တန်တဲ့လူတွေဖြစ်အောင်လုပ်နိုင်တဲ့တောဖီခ်ချင်းမြတ်ပေးတနာတော်မူပါစေဝါခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီ